ထုံးအောင်ခေတ်ကုန်ပြီလားဒီနေ့ AI ကိုအသုံးပြုပြီးတော့ကလေးတွေအင်စာလုပ်တဲ့အခါမှာဘယ်လိုပုံစံမှန်မှန်ကန်ကန်အသုံးချရမလဲဆိုတာကိုဒီနေ့ကျွန်တော်ပြပေးသွားပါမယ်ဒီကတော်တော်များများစိုးရိမ်နေကြတာကငါကလေးက AI သုံးရင်အင်စာတွေကိုကူးချတော့မှာလားအမှန်တော့ AI ဆိုတာကပြဿနာတိုင်းရဲ့အဖြေကိုပေးနိုင်တဲ့ဒီပညာတစ်ခုအနေနဲ့ပဲသတ်မှတ်ထားစေအောင်မလိုပါဘူး AI ကိုအသုံးပြုပြီးတော့မှကိုယ့်ကလေးနားမလည်တဲ့အကြောင်းအရာတွေကိုထပ်မံရှင်းပြပေးနိုင်တဲ့ personal study coach တယောက်အနေနဲ့လည်းအသုံးပြုထပ်ဖို့လိုပါတယ်ကလေးတွေအင်စာလုပ်တဲ့အခါအကယ်၍ AI အကူအညီလိုအပ်တယ်ဆိုလို့ရှိရင်တော့ AI ကိုဒါမျိုးအကျိုးရှိရှိအသုံးခိုင်းကြည့်ပါပထမတစ်ချက်အနေနဲ့အဖြေကိုမပေးဘဲအစင်းစင်းရှင်းပြပါလို့မေးပါဥပမာဒီပု္ပ္ပစာတစ်ခုရဲ့အဖြေကိုပေးပါလို့ပြောမဲ့အစားဒီပု္ပ္ပစာရဲ့တွက်ပုံတွက်နည်းအစင်းစင်းကို9တန်းကျောင်းသားတစ်ယောက်နားလည်အောင်သေချာရှင်းပြပေးပါလို့မေးရင်တော့ကလေးတွေအတွက်ကိုဒီပု္ပ္ပစာရဲ့တွက်ပုံတွက်နည်းသဘောတရားကိုပါတခါတည်းနားလည်သွားစေမှာဖြစ်တယ်။မှတ်နှစ်အချက်အနေနဲ့တော့နမူနာမေးခွန်းတွေပြန်လည်ထုတ်ပေးနိုင်ပါဥပမာကိုကသင်ခန်းစာတစ်ခုခုကိုကလေးတွေပေါ့နော်သင်ခန်းစာတစ်ခုခုကိုဖတ်ပြီးပြီဆိုလို့ရှိရင်ဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့မေးခွန်း9ခုလောက်ပြန်ထုတ်ပေးပါလို့ AI ကိုခိုင်းနိုင်ပါတယ်။ဒါကနေတစ်ဆင့်မှာကလေးတွေကဒီသင်ခန်းစာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိနားလည်သွားလဲဆိုတဲ့အတိုင်းအတာတစ်ခုကိုပြန်လည်တိုင်းတာနိုင်ပါတယ်။နံပါတ်3အချက်အနေနဲ့ခက်နေတာကိုလွယ်ကူအောင်ပြောင်းပေးနိုင်ပါဥပမာကိုကသိပ္ပံသဘောတရားတွေကအရင်ခက်ခဲနေတယ်ဆိုလို့ရှိရင်ကိုကလေးတွေရဲ့အသက်အရွယ်လိုက်ပေါ့နော်အကယ်၍ကိုကလေးကအသက်အရွယ်10နှစ်ဆိုလို့ရှိရင်လည်းဒီသိပ္ပံသဘောတရားကို10နှစ်ကလေးနားလည်နိုင်အောင်ပုံမြင်လေးတွေနဲ့တော့ရှင်းပြပေးပါဆိုပြီးတော့မှ AI ကိုခိုင်းနိုင်ပါတယ်ဒါကလည်းကလေးတွေကိုစာမှတ်ရတာပို့ပြီးတော့မှပြောစရာကောင်းတဲ့တစ်ချက်လည်းဖြစ်ပါလိမ့်မယ်နံပါတ်3အချက်အနေနဲ့ခက်နေတာတွေကိုလွယ်ကူအောင်ပြောင်းပေးခိုင်းပါဥပမာကိုကသိပ္ပံသဘောတရားတွေကခက်ခဲနေတယ်ဆိုလို့ရှိရင်ဒီသိပ္ပံသဘောတရားကို10နှစ်ကလေးအရွယ်နားလည်အောင်ပုံမြင်လေးတွေနဲ့တော့ရှင်းပြပေးပါဆိုပြီးတော့မှ AI ကိုခိုင်းလို့ရပါတယ်ဒါကလည်းကလေးတွေအတွက်ကိုဒီစာမှတ်ရတဲ့အခါမှာပို့ပြီးတော့မှပြောစရာကောင်းတဲ့တစ်ချက်ဖြစ်ပါလိမ့်မယ် AI သုံးတဲ့အခါမှာ golden rule တကယ်ကိုအရေးကြီးတဲ့စီမင်းစည်းကမ်းတစ်ချက်ကိုတော့သိထားဖို့လိုအပ်ပါတယ်အကယ်၍ကိုယ်ကလေးက AI သုံးနေတယ်ဆိုလို့ရှိရင် AI ကပေးတဲ့စာသားတွေကိုတစ်လုံးမကျန် copy paste လုပ်တာမျိုးတော့လုံးဝခွင့်မပြုပါနဲ့ AI ကပေးတဲ့ idea ကိုယူပြီးတော့မှကိုယ်ပိုင်စကားလုံးတွေနဲ့ကိုယ်ပိုင်စာသားတွေနဲ့ပေါ့နော်ပြန်ပြီးတော့မှရေးခိုင်းတဲ့အလေးကျင့်ကိုတော့ပြုစုပြောင်းထောင်ပြဖို့လိုအပ်ပါတယ်အိမ်မှာအင်စာလုပ်တဲ့အခါမှာရော AI တွေကိုအသုံးပြုနေတာမျိုးရှိတာ AI အသုံးပြုတဲ့အခါမှာရောဘယ်လိုအခက်အခဲတွေရှိလဲဆိုတာကိုမျှဝေပေးသွားပါအောင်